အခုကျွန်တော်တို့မြင်တွေ့နေရတဲ့ Joshua Van interview ကျွန်တော်ဗမာလိုနည်းနည်းလေးဘာသာပြန်ပေးမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်တော့သူကနာမည်ကြီးတယောက် champion တယောက်ဖြစ်သွားပြီလေ။ဆိုတော့သူ့ပါစက်ကနဲ့ထွက်တဲ့စကလုံးမှန်သမျှလူအများဒီကမ္ဘာလုံးကအတိအသီးပေါ့နော်။ဒါကြောင့်မလို့ကျွန်တော်ဗမာလိုနည်းနည်းလေးကျွန်တော်တက်နိုင်တဲ့လောက်ပြန်ပေးမှာဖြစ်ပါတယ်။သူတို့အင်္ဂလိပ်လိုပြောတဲ့နေရာမှာတော့ကျွန်တော်မပြန်တော့ဘူး။ကျွန်တော်တို့ချင်းစကားနဲ့သူတို့ interview အမေအဖြေလုပ်တဲ့နေရာမှာပဲကျွန်တော်ဘာသာပြန်ပေးမှာဖြစ်ပါတယ်။ဆိုတော့ Joshua Van တော့ကျွန်တော်တို့အားလုံးသိပြီဒီမှာ interview လုပ်တဲ့ဆရာကြီးတွေကိုကျွန်တော်အရင် introduce လုပ်ပေးမှာဖြစ်ပါတယ်။အဲ့ဒါလည်းအရေးကြီးတဲ့အပိုင်းပေါ့နော်။ဆိုတော့ဒီက Joshua Van ကထိုင်နေတဲ့ဘူဗန်ကျော်သူက former CCI Chin Community of Indiana President လုပ်ခဲ့ဖူးတယ်။ဒီ Indiana မှာတော့ကျွန်တော်တို့သူ့ကိုအားကိုးတာပေါ့နော်။ပြီးတော့အခု panelist discussion လုပ်တဲ့ဖျားကြောင်းကလည်းသူတို့ရဲ့ဖျားကြောင်း CEBC ကျောင်းမှာလည်းသူကအဖက်ဖက်နဲ့ကျွန်တော်တို့ချင်းလူမျိုးတွေဗမာလူမျိုးတွေကိုကူညီပေးတာပေါ့နော်ပြီးတော့ဒီဘက်မှာတယောက်ထိုင်နေတဲ့မင်းကလေးတယောက်ကဂိတ်ကို talented ဖြစ်ပါတယ်သူ့နာမည်ကဆွေဒင်ပါအခုလောလောဆယ် CWO မှာ secretary အဖြစ်ဆောင်နေပါတယ်ပြီးတော့ဒီဖက်အစွန်းဆုံးထိုင်နေတဲ့ကြီးကအခုလောလောဆယ် CCI မှာ president လုပ်နေပါတယ်ကျွန်တော်တို့ Chin Community of Indiana Police မှာဆိုတော့ကျွန်တော်တို့ Chin လူမျိုးတွေက3000ကျော်လို့နေထိုင်တာပေါ့နော်အဲ့ဒီနေရာမှာအခုကသူက president လုပ်နေစေဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်တို့ Joshua Van ရဲ့ interview နားထောင်ကြစို့ Wow, what a great questions. The first question was regarding your name, The Fearless. So the question was, how did you come up with the Fearless name? And Joshua, you responded with, at first you were called the Savage. Wow, he was called the Savage because of his fighting style. And he decided, maybe that was a little bit too extreme. And after watching a show, you named yourself The Fearless, correct? CWO Secretary ကပြောတာကဘာလဲဆိုရင်တော့အင်္ဂလိပ်လိုပြောတော့တာအရင်မှာဒီဘက်မှာဘူဗန်ချက်ကချင်းလိုမဲတာပေါ့နော်အဲ့ဒါကိုသူအတူကုတ်နဲ့အင်္ဂလိပ်လိုဘာသာပြန်ပေးချင်းဖြစ်တယ်ဆိုတော့သူဘယ်လိုပြန်ပေးတယ်လဲဆိုရင်တော့ဘယ်လိုနည်းနဲ့ The Fearless နာမည်ကိုအမြင့်ခံရတာလဲလို့သူမင်းတော့အရင်မှာတော့ Savage လိုပဲနာမည်သူတငယ်ချင်းတွေလောက်ပေါ်ကဖက်တွေကပေးတာပေါ့နော်ဒါပေမဲ့အဲ့ဒါကနည်းနည်း extreme လဲဆိုပြီးတော့မှသူက The Fearless နာမည်ကိုယူပြီးတော့ခုလိုအမျိုး Joshua The Fearless Van လို့နာမည်ပေးထားခြင်းဖြစ်ကြောင်းဒီမှာအင်္ဂလိပ်လိုနည်းနည်းရှင်းပြသွားတာဖြစ်ပါတယ်ဒါဆိုရင်တော့နောက်နေ့ခွင့်နားထောင်ရအောင် Next question please UFC flyweight championship level ત્યાં આખો નામની જા discipline zone 来好 sacrifice zone 等比多好 commitment zone 他的来好的မေခွင်းကဘာလဲဆိုတော့ UFC champion ဖြစ်ဖို့အတွက်က sacrifice တွေ commitment တွေတကယ်ပေးစမှုလုပ်ဆရာအများကြီးရှိနေဆိုတာတေချာတယ်ဒါကြောင့်မလို့အခုလိုမျိုး UFC ပြန်ပွဲမှာဝင်တဲ့ချိန်မှာဘယ်ဟာကအရေးကြီးဆုံးဘယ်ဟာကတကယ်ကို sacrifice တွေလုပ်တဲ့အရာပိုင်းဖြစ်တယ်လဲဆိုတာမြင်တာပေါ့နော်ပြီးတော့ UFC ဝင်တဲ့ချိန်မှာတခါတလေစိတ်သက်ကြလို့ဟာထွက်မယ်မလုပ်တော့ဘူးဆိုပြီးတော့မှအဲ့လိုဟာမျိုးစိတ်သက်ကြတယ်ပေါ့ရှိသလားဆိုတာဒီမှာ CCI president ကမြင်တာဖြစ်ပါတယ်harna patun mi rak tampi de samthokrak to kayan sesel tu jong tampi na kum katila chun kemazong kha azek tila rian karak chun bukhan kato city ka khan azek tila rian jong kha chun tuk ke chana velok tila chite full time kan chasing ka city ka kan ne khan dream na chasing sito chun idin lo kem na gambo na rakate yarakati te akan zagatila kemazo chorin pachmoke karakchin na te ka soisa tu kan ratama fupa function se tha thu to adu late no ma bomna late to ka si te akan kema ဒီမှာသူဘာပြောလဲဆိုရင်တော့သူလည်းတကယ်ကြိုးပမ်းပြီးတော့သူလုပ်ချင်တဲ့အရာ dream ကို chess လုပ်ဖို့ကြိုးစားတယ်ဒါပေမဲ့အဲ့ဒီကြိုးစားတဲ့ခိုက်တွေမှာပဲဘာဖြစ်သွားတယ်လဲဆိုရင်တော့သူကလည်းလူငယ်ဆိုတော့အလုပ်ဖို့လိုတာပေါ့နော်ဒါပေမဲ့သူ့မှာ dream ရှိတယ်ဒီ dream ကအခု UFC champion ဒါပေမဲ့တခုကသူခရီးစဉ်မှာဘာဖြစ်တယ်လဲဆိုရင်တော့ကျွန်တော်အခုဒီဟာမျိုးလုပ်မယ်ဆိုရင်တော့
တကယ်ပဲ 100% သူအာယုံစိတ်ပြီးတော့သူအချိန်တွေပါတွေလည်းပေးဆက်ဖို့လိုတယ်အဲ့ဒီအချိန်မှာအလုပ်တွေထွက်ဖို့လိုတယ်ပေါ့ဒါပေမဲ့သူအလုပ်ထွက်တဲ့ချိန်မှာတငယ်ချင်းတွေလားနီးစပ်တဲ့တငယ်ချင်းတွေလူသိတွေကဖြစ်မှာပေါ့နော်ဟာဂျော့ဆွာဘန်ကတော့ပြင်းလိုက်တာအလုပ်လည်းမလုပ်ချင်ဘူးအဲ့လိုဟာမျိုးဝေဖန်မှုတွေအများကြီးထွက်ပေါ်လာတယ်တဲ့ဒါပေမဲ့ကျွန်တော်အမေကတကယ်အဲ့ဒီ dream ကို chase လုပ်ချင်တယ်ဆိုတော့အလုပ်ထွက်လိုက်ကျွန်တော်ကကူညီလိုက်မယ်လို့ကျွန်တော်အမေကပြောတယ်တဲ့ Mazong ka chuan la taka na la kan na ti chong na la ti kan ri na ka kil chan na chen ka phok chan kil chan ti tu kan se ka la klo na chan na tam pi ung ti la chen na kan kanu la kana la pa ti long ke tu a zau chong na ti ka te motivation tam pi ka la kanu zong na ti long mi cho na ti mi si chen su lo na ti kana ka ti ke mazong chan sao pi la lo te pa chen chaผมฮิชงว่าเดี๋ยวสิผมพันเขาเองมาคันมันสำคัญมาทั้งหมดที่จะฟูชังก็ตัวเขาจัง Jos ကဘာပြောလဲဆိုတော့အဲ့လိုဟာမျိုးကျွန်တော်ခရီးစဉ် dream chess လုပ်တဲ့ချိန်မှာတဲ့ကျွန်တော်ကအလုပ်သွားလိုက်အလုပ်ဆင်းလိုက်အလုပ်ထွက်လိုက်အဲ့လိုဟာမျိုးဖြစ်တယ်တဲ့ဒါပေမဲ့ကျွန်တော်အမေကလုပ်ချင်တာတခုကိုတကယ်လုပ်ချင်တယ်ဆိုတော့ဒီတိုင်းပဲဆက်ပြီးတော့လုပ်လိုက်လို့သူက motivation ပေးတယ်တဲ့ဒါနဲ့ကျွန်တော်ကလည်းစ조사ပြီးတော့within 2 year အတွင်းမှာပေါ့နော်နှစ်အတွင်းမှာပေါ့အခုလိုဟာမျိုးအခြေအနေရောက်သွားတာဖြစ်ပါတယ်ဒီအခြေအနေဟာမျိုးရောက်တဲ့ဟာကလည်းတစ်ဖက်ကလည်းပြောမယ်ဆိုရင်တော့လူအများအားပေးမှုနဲ့စူတောင်းပေးခြင်းကြောင့်ဒီအခြေအနေထိကျွန်တော်ရောက်သွားတာဖြစ်ပါတယ်လို့ Joss ကပြောပါတယ် Hello. na chim mi interview ba khat khu mi chuma hi korom flag I op lupi kho nak tinga fak ngai na zo me na hu mi speak asi ko ji to khat da si chun ta chun na ka tua US citizen jong si korom si tika US flag selo in korom flag na be na kha na madu thim ba si mo kana ma te tin da si di de kha chi mo chami mo ဒီမှာဆရာဗန်ဂျုတ်ကမေးတာကတော့ကျွန်တော်တို့အရင်တုန်းက interview မေးတာကြားဖို့လေအခုမြန်မာ flag ကို UFC Queen မှာဘယ်လိုနည်းနဲ့အဲ့ဒီ flag ကိုလာယူနိုင်တယ်လေပေါ့နော်ဒီ flag ကိုဒီ UFC Queen မှာဒီလိုကင်ပြီးတော့မှာနော်လာပြတ်ဖို့ကလွယ်တာမဟုတ်ဘူးအဲ့ဒါဘယ်လောက်ထိအဲ့ဒီ flag ကို UFC Queen မှာလာပြီးတော့ပြတ်နိုင်ဖို့အတွက်ဘယ်လောက်ထိစ조사ခဲ့တယ်လဲဘယ်လောက်ထိအခက်ခဲရှိခဲ့တယ်လဲဒီ flag ကိုဒီ Queen ပင်ပေါ်မှာပြနိုင်ဖို့အတွက်ဘယ်လောက်ထိ process လိုတယ်လဲခက်ခဲတယ်လဲဆိုတာသူကမင်းခဲ့တယ်ပြီးတော့ထပ်ပြီးတော့မင်းတာက Joss က US citizen ဆိုတော့ဘာဖြစ်လို့မြန်မာ flag ကိုအဲ့ဒီ option မှာဘာဖြစ်လို့မြန်မာ flag ကိုပြသဖို့စ조사တာလဲဆိုတာသူမေးတာဖြစ်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်က Joshua Van ကိုသူ UFC မထိုးခင်မှာ interview လုပ်ခဲ့ဖူးတယ်သူ UFC မှာဝင်တော့မှာဖြစ်တယ်သူမဝင်ခင်မှာကျွန်တော် interview လုပ်ခဲ့တယ်အဲ့ဒီတုန်းကကျွန်တော်ပထမဆုံးကျွန်တော်တို့မြန်မာနိုင်ငံသားအနေနဲ့ UFC ကွင်းပြင်မှာမြန်မာနိုင်ငံ flag ကိုကင်လို့ရမလားဆိုတာကျွန်တော်မြင်ခဲ့ဖူးတယ်အရင်တုန်းကဆိုတော့သူဘယ်လိုပြောခဲ့တယ်လဲဘယ်လောက်ထိသူစ조사ခဲ့တယ်လဲဆိုတာနားထောင်ကြည့်အောင် 이 korom alang ka thina ka chite ke mazong ka thi kabla lai ka se korom mi kse chun e ka ma lai rom mi kse chuna မြန်မာနိုင်ငံအလိုက်ယူဆောင်ရခြင်းအကြောင်းကကျွန်တော်ကဗမာပြည်ပြီးတော့ကျွန်တော်ကချင်းတော်ပေါ်သားဆိုတော့ဒါကြောင့်ကျွန်တော်ကမြန်မာဆိုတော့ဒါကြောင့်မလို့အဲ့ဒီမြန်မာ flag ကိုယူဆောင်နိုင်ဖို့ကျွန်တော်စ조사ခဲ့တာဖြစ်ပါတယ်တဲ့ UFC है even तो कर ना मत सलो क्या promotion kan tu misi dia kente flag ke na है tu bom ke na lo la chu mati ang koram है koram ala ne hi ko par khora zong hai ko ma है you know I was telling them on my first fight was asking them to bring my flag and they didn't let me you know flag kan ding akan kan lo khala na ke ma zong ne flag ka ke ne ma hi ala ne ka ke la ke te zai kho de si Myanmar si ke tin ha ye Myanmar cha country na si yagan te Thailand bin asle Thailand country si ke te ဒီမှာ Joss ကဘယ်လိုပြောတယ်လဲဆိုတော့
here is very interesting point UFC ကွင်းပြင်မှာနိုင်ငံတနိုင်ငံရဲ့အာလံကိုပြသဖို့အဲ့ဒီလုပ်ဖို့ကမလွယ်တဲ့အရာဖြစ်ပါတယ်တဲ့ဒါနဲ့သူကဘယ်လောက်ထိစူးစမ်းခဲ့တယ်လဲအဲ့ဒီမြန်မာနိုင်ငံသားတယောက်အနေနဲ့အဲ့ဒီအာလံပြသဖို့ကသူကတကယ်ကိုစူးစမ်းခဲ့တာပေါ့နော်ဒါနဲ့သူထပ်ပြောတော့ကအဲ့ဒီအာလံကဘယ်အာလံလဲလို့သူတို့ကမေးတာပေါ့ဒါပေမဲ့သူတို့ကအဲ့ဒီအာလံကမြန်မာနိုင်ငံအာလံဆိုတော့သူတို့မသိဘူးလေဒါနဲ့ George ကဘယ်လိုဖြေတယ်လဲဆိုတော့ဒီအာလံကမြန်မာနိုင်ငံရဲ့အာလံတဲ့မြန်မာနိုင်ငံကဘာလဲနိုင်ငံလားဘာလဲဆိုပြီးတော့သူတို့မေးတယ်ပြောချင်တာကမြန်မာနိုင်ငံကသူတို့ကလုံးဝမသိဘူးလေဒုက္ခပါပဲဒီမှာနိုင်ငံခြားမှာကျွန်တော်တို့မေးမယ်ဆိုရင်တော့တကယ်ချင်းတွေမေးမယ်ဆိုတော့မြန်မာနိုင်ငံသိသလားဆိုတော့သူတို့မသိဘူး Thailand India တို့ပဲသိတယ်ပြီးတော့ဒေါ်အောင်ဆန်းစုကြည်တော့သိတယ်အောင်ဆန်းစုကြည်ဆိုပြီးတော့အောင်ဆန်းစုကြည်တော့သိတယ်မြန်မာနိုင်ငံကသူတို့လုံးဝမသိဘူးပေါ့နော်အခုတော့ဂျိုးဆော့ဖန်ချောင်းမြန်မာနိုင်ငံကိုတစ်ကမ္ဘာလုံးကသိသွားပြီ Myanmar cho country là gì vậy? Đi đâu bên nào đấy? Anh thấy đâu? Country gì cái đấy? Google bên nam Google mà bên nào Google cái này. Okay, sẽ là what? Chắc là ngập được là anh thấy. Cả chuột lại kan cả lan chuột locker room tiêm cả kiện, cả chuột bịกันđủ lâu chuột. Vậy thì là cả chuột là kan cả kiện chan ngã lâu. Anh anh thế cái chỗ là chủ trần, với thum nạp khăn anh chủ chiêm chiêm. ခါပါတယ်မရဘူးနှစ်ခါပါတယ်မရဘူးသုံးခါပါတယ်မရဘူး okay Với lý nạp giống khăn anh chủ với ngã là khăn chắc anh chủ nó mà thì khăn gì cái là လေးခါမြောက်มาလဲသူတို့မလက်ခံဘူးငါးခါမြောက်มาလဲသူတို့လက်မခံဘူး cầm áo có thì khăn nhưng mà flag thì cái chuyện အဲကြောင့်ကျွန်တော်တို့တွေ့တဲ့ဟာကဘာလဲဆိုတော့သူပစံမှာလဲသူတို့ UFC တုံးထားတဲ့ဟာလေမြန်မာ flag ပုံစံဟာမျိုးပေါ့နော်အဲ့လိုဟာမျိုးဆွေးပြီးတော့သူလုတ်ခဲ့တာကျွန်တော်တို့မြန်မာဖြစ်ပါတယ် mà thì khăn dây tích mà nên khăn còn mà là cả cái thì khăn thấy khó đích sự thì là chưa mà khăn အော်ငါးခါအထိသူကစူးစမ်းခဲ့ပြီလေဒါပေမဲ့လုံးဝမရဘူးဖြစ်နေတယ်ဒါကြောင့်သူကဘာတွေးတယ်လဲဆိုရင်တော့ဟောမြန်မာနိုင်ငံအလန်တော့ဘယ်လိုနည်းနဲ့မှယူလို့ရမှာမဟုတ်တော့ဘူးဘယ်လိုနည်းနဲ့မှကမ္ဘာလုံးကတိမှာမဟုတ်တော့ဘူးဆိုတာကျွန်တော်ထင်ပြီးတဲ့ post interview khăn thì khăn cái lần tầm vài phút thì thấy အဲ့ဒါကြောင့်တို့ပစံမှာမောက်မှာထားတဲ့ဟာကိုသူကျွန်တော်ပြသခဲ့တယ်တဲ့ Và tên của flag rồi kèm theo rồi tên của vấn thị thì akan may pizong kami áo về thì lại cho mà thu long long and he go from Alan này akan put there missing အဲ့ဒီနောက်ပိုင်းမှာပဲသူကအမှုမြင့်တောင်းပါတာပေါ့နော်မြန်မာအလံကိုကန်ဖို့ခွင့်ပြုပါဆိုပြီးတော့သူကအမှုမြင့်တောင်းပန်ခဲ့တယ်ဒါနဲ့နောက်ပိုင်းမှာဘာဖြစ်လဲဆိုတော့ပြည်သက်တွေအားလုံးကလည်းအော်ပြီးတော့အားပေးတာပေါ့အဲ့ဒီနောက်ပိုင်းမှာပဲမြန်မာအလံကိုအဲ့ဒီ UFC ကွင်းပြင်မှာယူဆောင်လို့ရသွားတာပေါ့အဲ့လောက်ထိသူဂျိုးဆော့ဘန်ကမြန်မာနိုင်ငံကိုနိုင်ငံတနိုင်ငံဖြစ်တဲ့အကြောင်းသူတစ်ကမ္ဘာလုံးပြသဖို့အဲ့လောက်ထိသူကြိုးပမ်းခဲ့တယ်ဆိုတာကျွန်တော်တို့သိဖို့လိုတယ်လွယ်လွယ်လေးနဲ့မြန်မာနိုင်ငံအလံကိုပြတာမဟုတ်ဘူးဆိုတာပို့ပြီးတော့ဒီမှာရှင်းပြချင်တာပေါ့နော် Thank you. And the next question, this is for our younger generations, and they asked us on Instagram. They said, what motivated you to start competing in the UFC? Or what motivated you to become a fighter? What motivated me was my auntie Bill. You know, I was always in trouble. You know, I was always fighting in the street and things like that. And one day, you know, I got home from fighting and I got bruises on my face and things like that. So my auntie was like, "All right, come here, sit down, let's have a talk." And you know, she was like, "Hey, you think you're a real man?" Yeah, I never lost a fight. She was like, "Nah, that's not what a real man do. You know, a real man fight for his country, his family. Look at Manny Pacquiao, man. You know, he fight for his country." And that was the night that changed my mindset and everything. UFC fight ဖို့အတွက်ဘာက motivation ပေးခဲ့တယ်လဲဆိုတာမေးခဲ့တာဖြစ်ပါတယ်ဂျော့ဆော့ဘန်ကကျွန်တော်တို့သိတယ်လို့ပဲသူက street fighter ပေါ့နော်သူက street fight တော်တယ်တခါတော့သူအကြောင်းမှာကျောင်းသားတွေကရန်ရှာတာပေါ့အဲ့ဒီနောက်ပိုင်းမှာတခါတနေ့တော့သူ့အန်တီလာ maybe our cousin sister ဘာမှလို့ပြောမယ်ဆိုတော့လူထက်ကလူပေါ့နော်တကယ်
ရုပ်ကြားဆန်တယ်ဆိုရင်တော့ရုပ်ကြားပြီးတာတယ်ဆိုရင်တော့နိုင်ငံအတွက် fighting လုပ်ပါလားကြည့်လေမြန်နီပါကီယိုလည်းသူ့နိုင်ငံအတွက် fighting လုပ်တယ်လေဆိုပြီးတော့သူ့အန်တီကအားပေးတာပေါ့အဲ့ဒီနောက်ပိုင်းမှာသူ့ mindset change ပြီးတော့မှသူ့ရဲ့ dream ကိုအခုလိုအမျိုးလိုက်ပြီးတော့မှအခုလိုအမျိုးကမ္ဘာချန်ပီယံဖြစ်သွားတာဖြစ်ပါတယ်အဲ့ဒါတအားရည်ကြီးတယ် What an amazing journey. Thank you. championship level tiang phakho nak ding cha zup na pathian na bo chan na kan se chun the family the community dai in tha sa pyak da zai thapin da na UFC champion ရုပ်ဖို့အတွက် community ဖက်ကနဲ့ဖြစ်ဖြစ်ဆွေမျိုးဖက်ကဖြစ်ဖြစ်ဘလောက်ထိအားပေးမှုရခဲ့တယ်ဆိုတာမေးတာဖြစ်ပါတယ် Amana look like him, but I pray a lot, you know. I live rock solid and I don't got a bit like one time some guy. But Mama Pai, a bit like Tibago different. Some ngày dây cái tua lại bố hen mà thế bất thiên là cái đồ thế dây cái tua lại bố là chăm thiếu số cái tua sẽ thiếu chặt tua là chăm mà thế mà hen cái bộ ngày tình của vợ chun chỉ mình chun cũng không có vui là bố giống thế cái nụ là cái ba giống này là cái chăm được là mong long hay sao သူပြောတာကပထမအချက်ကကျွန်တော်ကဘာမဆိုလုပ်ဖို့စ조사တဲ့ချိန်မှာအမဲတန်အရင်ဆူတောင်းတယ်တဲ့ပြီးတော့ဒီမှာဆရာကအမေတို့ပေါ့နော်ဆွေမျိုးအတိုင်းဝင်တွေ community တွေကအားပေးဖို့ချောက်ပါတဲ့ Phép tin là tua bị chín phần hi dây thì đã zoom tu nó xịp về văn tụng tấm vì đi cho nọc sát đi rồi mà nàyเป็นเราเต้นเป็นเต้นก็ตัวเรามองคิดไปที่ชิมออกกัน ဒီမှာဆရာကမေးတာဘာလဲဆိုရင်တော့ယုံကြည်သူတယောက်အနေနဲ့အခုအရေးကြီးတဲ့ point ပြောပြပါတဲ့ Joyce ရဲ့ lifetime မှာအရေးတကြီးနဲ့လုပ်ခဲ့တဲ့အခုယုံကြည်သူတယောက်အနေနဲ့လုပ်ခဲ့တဲ့မပြတ်မကွက်เนาะဂျိုပန်မှုနဲ့လုပ်ခဲ့တဲ့အရာနှစ်ခုလေးကိုပြောပြပါတဲ့ Felting tu namang mi hecho zai tilai ni fitin ke tu mi hecho ok chong ka tiel တစ်ချက်ပြောတာက every day နေ့တိုင်းသူလုပ်တဲ့အရာအလုံးကိုကျွန်တော် note ရေးခဲ့တယ်တဲ့ zero ma da mi ke tu decision tiu cha ke tu se tiu che ke tu se zang ki la ken cha ke tiel mi ke check chan namang ကျွန်တော်ဘာဖြစ်လို့အဲ့ဒီ note ကိုယူခဲ့တယ်လဲဆိုတော့ကျွန်တော်နေ့တိုင်းအသက်တာမှာကောင်းတာဖြစ်စေမကောင်းတာဖြစ်စေကျွန်တော်ဒီနေ့မှာဘာလုပ်ခဲ့တယ်လဲဆိုတာကျွန်တော် assessment လုပ်ဖို့သူ့ရဲ့ life assessment လုပ်ဖို့ပေါ့နော်ကျွန်တော်မဲ့အိတ်ခင်မှာအဲ့ဒါကိုပြန်ပြီးတော့ checking အမြဲတမ်းလုပ်တယ်တဲ့ ma tia ken tiu cha ke tu se khat chun ka nuam ke la chu tiu che ke tu khat chun zai lu ka nuam ko zong zang ki la cha kon tia kan mi hin zai mi ke tu chu lo ti mi reminder pakhat ka ken kam han ဆိုတော့ကျွန်တော်ဒီနေ့မှာတခုခုကောင်းတာလုပ်ခဲ့တယ်ဆိုတော့ကျွန်တော်ပြောတယ်မကောင်းတာလုပ်မိတယ်ဆိုတော့ကျွန်တော်ညမဲ့ခင်မှာစာပြန် check တဲ့ချိန်မှာပေါ့နော်ကျွန်တော်မပြောဘူးတဲ့ဟာတခုခုပြောတင်တယ်ဆိုတဲ့သဘောမျိုးပေါ့ Yung panina cho zai luk tiu ke tu la ke zai lo zong zang ki la ti mun tuk chun tiu pa ka ke tu la ken chun thak chun mong ma panina se ti ko ဒုတိယအချက်ကတော့ကျွန်တော်ကောင်းဖြစ်စေအဆိုးဖြစ်စေကျွန်တော်အသက်တာမှာဘာမဆုံးလုပ်တဲ့ခါမှာမလုပ်ခင်မှာအမေတန်ဆူတောင်းတယ်တဲ့ tu liều căn bị đầu tấm bị hệ vì là truôn này zoom tu đi chân bẹt chân nạp đấy chiều cả tiếp tục tiền là hệ căn riêng bắc cho sẽ có nằm ở đây điểm muốn nào bây giờ nó chiều không se cho ro chu ka ko han cho no mi mi sa kan se akan sik pe mi se la sik dile mi te ka te den kan mi mi na cho se lo na cho te la te ke athok man ko thok lan kan champion se te la bentuk tangkai na ngai te la hi ti ka hen cho ro chu ka te pe la mang ti mi ha ka chim la mang chun ka nu zong he ma he ma se bi ka chim mi se chu ka pe ti mi he kan zai te la ke ma si ko to te chun chu chu ka de ti ma na tol ku lo ဒီမှာလူငယ်တယောက်အနေနဲ့လူငယ်တွေကိုအားပေးဖို့ပေါ့နော်ဒီမှာဆယ်ဖန်ချစ်အုပ်ကမေးတာဖြစ်ပါတယ်သူမိခွန်းကဘာလဲဆိုရင်တော့လူငယ်တယောက်အနေနဲ့စေဖို့တဖို့ပေးသလားပေါ့နော်ဒီမှာလူငယ်တချို့တွေကအလုတ်လုတ်တယ်ဒါပေမဲ့သူတို့ကစေဖို့တဖို့ပေးဖို့တော့ဟာကျွန်တော်တာဝန်မဟုတ်ဘူးအဖေမေတွေတာဝန်ပဲကျွန်တော်တို့လူငယ်ဖြစ်သေးတယ်ဆိုတဲ့ဟာမျိုးနဲ့ပေါ့နော် neglect လုပ်ကြတာပေါ့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ Joshua Van ရဲ့သူရဲ့အသက်တာယုံကြည်သူတယောက်အနေနဲ့ဘယ်လောက်ထိသူကဖျားသခင်ဘက်မှာကာလန်ခဲ့တယ်လဲဆိုတာသူမင်းခဲ့တာဖြစ်ပါတယ်
ဂျော့ဆော်ဗန်ကဖီရာကဘာလဲဆိုရင်တော့သူအန်တီကပြောခဲ့တဲ့တနေ့နေ့တော့ तू မထိုးခင်ပါလေ UFC မထိုးခင်ပါလေသူအတီကဘာပြောခဲ့တယ်လို့ဆိုတော့တနေ့နေ့တော့ချန်ပီယံဖြစ်လာမယ်ဒါကြောင့်တနေ့နေ့မှာဂျော့ဆော်ဗန်ကဖိတ်ဆိုင်တွေလည်းအများကြီးရလာမှရှိလာမှဖြစ်တယ်ဒါကြောင့်မလို့အခုကလေးကလည်းစပြီးတော့မှစေဖို့တူဖို့ကိုမပြတ်မကွက်ပေးပါလို့ပြောတယ်တဲ့ပြီးတော့သူ့အမေကလည်းအမေတန်စေဖို့တူဖို့မပြတ်မကွက်ပေးဖို့ပေါ့နော်ခဏ remind လုပ်တယ်ပြောပြတာပေါ့နော်ဒါကြောင့်သူကစေဖို့တူဖို့ပေးဖို့ကလုံးဝမပြတ်ကွက်ချင်ဘူးလို့ Josh Fan ကပြောတော့ပါတယ် to hear online not rami questions here kum zaiza na sin da he ben to thut na ke na ri thok mo chon abi mi chon when are you going to retire Yeah the question ကဘာလဲဆိုရင်တော့အသက်ဘယ်နှစ်ကျောင်းတုန်းကလည်းစပြီးတော့မှထိုးခဲ့တယ်လေပြီးတော့ဘယ်နှစ်မှ retirement လုပ်မလဲဆိုတာမေးတာဖြစ်ပါတယ် training group talk 2018 France လို့ training စတာကတော့2018လို့ပြောတယ်ချင်းနဲ့ tak ka talk 2020 kan bitak training la training talk se fighting ကတော့2020ကလည်းစတယ်တဲ့ retire so it depend on ငင်းစားယူဖို့တော့ retire တော့ is depend အခြေအနေရပါတော့ A great question, and I think everybody probably wants to know your answer to that again. So I'll just ask you again, and if you could repeat it in English, that would be great. So, how is your feeling before you were in the ring when you were about to fight? And oh my gosh, I forgot his name. Because you won, yes, that guy, yes. How was your feeling? And the question was, I think he kicked you, or did that kick touch your face? Did it touch anywhere? What happened? So take us down that road. See, he asked me if I was nervous for that fight, but you know, I was very, very excited for that fight. There's no nervousness, things like that. You know, I believe in my work, the work that I put in that camp. And so, you know, when he kicked me, you know, I kind of slipped a little bit, so you know, it didn't touch me clean. So you know, it didn't really hurt. But when he kicked me in my calf, yeah, that one hurt. That one hurt a lot, you know. So, that you know, I was going to ground and pound him, but he was showing me that you know he don't want to do it no more. So that's the reason why I stopped. အမေကဘာလဲဆိုရင်တော့ပန်ဒိုဂျာကကန်ချတဲ့အချိန်မှာလေနာသလားပေါ့နော်ပြီးတော့ပန်ဒိုဂျာနဲ့မ fighting ခင်မှာပေါ့နော်ကြောက်လန့်တွေပါတွေ nervous တွေဖြစ်သလားဆိုတာသူမေးတာဖြစ်ပါတယ် Josh ကဘယ်လိုဖြေတယ်လဲဆိုတော့ပန်ဒိုဂျာနဲ့ကျွန်တော် fight တဲ့ချိန်မှာလုံးဝကြောက်လန့်စိတ်တို့ nervous တို့ဘာမှမရှိဘူးတဲ့သူကတကယ်ကို excited ဖြစ်တာပေါ့နော်ကျွန်တော်တုံငယ်ချင်းတွေလည်းပြောတယ်တဲ့ကျွန်တော်တုံငယ်ချင်းတွေရှင်မှာလည်းသူဘာပြောလဲဆိုတော့လုံးဝမကြောက်ဘူးကျွန်တော်နိုင်ကိုနိုင်မယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့လေ့ကျင့်ခံလို့မှုကတခြားပွဲနဲ့ထိုးတဲ့ချိန်မှာလေသူ exercise လုပ်တာနဲ့တအားကိုရတယ်တဲ့ဒါကြောင့်သူဟာနဲ့ဘယ်လောက်ထိ confident ရှိတယ်လဲဆိုတာသူပြောသွားတာဖြစ်ပါတယ် The question was, who or where or when is going to be your next fight? And the answer is? Wherever, anywhere, anytime, whoever. နောက်ပွဲစဉ်ကဆိုပြီးတော့ဒီမှာ sweet ကမဲတာပေါ့နော်ဒါပေမဲ့ Joshua Van က anytime anywhere လို့ပြောပါတယ်ချိန်မရွေး Number 1, 2, 3 ay Carmina he Panjova cho Adam na tong lokan fielo iti number 3 na Manel Khaira kina pani he Zaidel he that chance ni la de zo ဒီမှာ7ကျောက်ကဘာမဲတယ်လဲဆိုရင်တော့အခုနောက်လာမဲ့ပွဲစဉ်အတွက်ဒါ first က Pandoja ပြီးတော့ Tyra ပြီးတော့ Kape Manel Kape ပေါ့နော် Manel Kape ကစင်ကောတာတွေ့ရတယ်အဲ့ဒီ3ယောက်ထဲမှာဘယ်သူနဲ့အရင်စထိုးမလဲဆိုတာမျိုးသူမေးတော့တာဖြစ်ပါတယ် Kaya makatuwa ka team na chan ang panhizang ka sa mga tong katuwa na. ဒီမှာ Joshua Van ကပြန်ဖြေတာကဘာလဲဆိုရင်တော့ Tyra နဲ့ Manel ကိုသူပြောချင်တာဖြစ်တယ်ဒီနေ့အလုံးလုံးမှာပဲနှစ်ယောက်စလုံးကိုလည်းကျွန်တော်ထိုးချင်ပါတယ်တဲ့ပြောချင်တာက तू ကဘယ်လောက်ထိမကြောက်တယ်လဲဆိုတာ तू ပြတာချင်းဖြစ်ပါတယ်ကြောက်ချာကွာ Kim na mo ni mo amma he pwede ni mo lang ni mo UFC ni tin pok da sila Tu kaya man chan matchmaker chan you know kachan ko na zay thong pa. You know pa kami ada chan mal tiyo kana ma no si kitila chan para atu kaya mag tu na chan du ning lo pincho chan
chat and recover ko sila ratan sila Tama, yan, may store to. ito natin asit ang magzumlaw matiga Maneo or Tyra pakaching chance teka lang ဒီမှာမေးတာကဘာလဲဆိုရင်တော့ Jaws ဖက်မှာ option ရှိသလားဘယ်သူနဲ့ထိုးမလဲဆိုတော့ဟာမျိုးမှာလေ option ရှိသလားလို့မြင်တယ်ဒါပေမဲ့ Jaws ကဘာပြောလဲဆိုရင်တော့သူ့ဆရာကတော့အတိပေးတယ်ထင်တယ်ဒါပေမဲ့ဒီမှာအတိကပြောချင်တာသူပြောချင်တာကတော့ဖြစ်နိုင်ရင်တော့ဘန်ဒိုဂျာနဲ့ထိုးချင်တယ်တဲ့ဒါပေမဲ့သူ့အခြေအနေကိုကြည့်တဲ့ချိန်မှာဘန်ဒိုဂျာနဲ့တော့ဖြစ်နိုင်မယ်လို့တော့မချင်ဘူးလို့သူပြောတော့တာဖြစ်ပါတယ် What is something you want to do with since you have a big name? I just want to defend my belt as of right now and you know the goal is to open a gym for my people you know what I mean so but as of right now defend the belt you know become one of the greatest of all time and then you know build this young generation of Burmese, Chin, Hakka and things like that you know let's go That's amazing. And you said that you wanted to build training or like a gym for the younger generation. So if you were to do that, where will it be? See, where Dallas will be the first, and then it gotta be here too, you know. So that's where all the people, my community, you know what I'm saying. So Dallas for sure, and then we'll see if we can build one here too. နာမည်ကောင်းရပြီဆိုတော့ future မှာဘာလို့မလဲဆိုတာဒီမှာ CCI president ကမေးတာဖြစ်ပါတယ်။သူကဒုကောနဲ့ဖြေမယ်ဆိုရင်တော့လူငယ်တွေအတွက် fighting အတွက်ပေါ့နော်အဲ့လိုဟာမျိုးကိုသူလုပ်ပေးဖို့အစီအစဉ်ရှိပါတယ်တဲ့။ဒီမှာ Miss Sui ကမေးတာကဒါဆိုတော့ဒီနေရာကလည်းစပြီးတော့ဒီထောင်မှာလဲလို့မေးတော့ဟာ Dallas တဲ့နောက်မှာအဖြစ်နိုင်တော့ဒီမှာ Indiana မှာလည်းလုံနိုင်လုံမှာပေါ့ဆိုတာ Josh ကဖြေတာဖြစ်ပါတယ်။သူက Dallas မှာနေတယ်ဆိုတော့ Dallas မှာလုပ်ဖို့ကလာလာပိုရှိတာပေါ့နော် Amazing. You heard it, guys. We are coming to the end. One last question is, what do you have to say to your fans? last question မှာတော့ Britain fans မှာပါပြောချင်တယ်လေတဲ့ Thank you so much. Thank you for the love and support. I will always fight for you guys. You guys will see the face of Joshua. Ladies and gentlemen, that is your Joshua Vaughn, Fearless Vaughn. Thank you. all right thank you for watching guys